အပြင်မှာအမေးများနေတဲ့မေးခွန်းတစ်ခုရဲ့အဖြေလေးကိုတွေ့လို့ကျွန်တော်ထပ်ပြီးတော့ရှင်းပြလိုက်ပါတယ်။ဘာလဲဆိုတော့ G ပေါ့နော် 1G 2G 3G စသဖြင့် 6G ပေါ့နော်။နောက်က 1F 2F 3F 4F 5F ဆိုပြီးတော့စသဖြင့်ပေါ့။အဲဟာလေးကိုအမေးများတဲ့အတွက်ကျွန်တော်အဲ့မေးခွန်းလေးကိုထပ်ပြီးတော့ရှင်းပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့ ASME wording ပေါ့နော်။ ASME wording position of group ဆိုတာ ASME ဆိုတာ Associate American Society of Mechanical Engineering position ပေါ့နော်အမေရိကန်ကနေထပ်ဆင့်သတ်မှတ်လိုက်တဲ့ခေတ်ပေါ်ဝင်ဤပညာသတ်မှတ်ချက်တစ်ခုပေါ့ကျွန်တော်တို့ကတော့စောပိုင်းပေါ့နော်93ခုပတ်ဝန်းကျင်လောက်တော့တင်ထားတဲ့အတွေ့အကြုံနဲ့လက်ရှိအတွေ့အကြုံတွေကရှားပြီးဖြစ်ပါတယ်ဒါပေမဲ့93ခုနှစ်ကကျွန်တော်တို့ပဲလေ့လာလိုက်စားမှုနေကြလို့လားဘာလားတော့မသိဘူးပေါ့နော်အဲ့ဒီကလေးကပဲစင်တတ်မှတ်ချက်တွေရှိတာလားမရှိတာလားလဲအဖြေတစ်မျိုးပေါ့အဲ့မှာဟိုတခါကျွန်တော်ရှင်းပြထားပါတယ်ညီငယ်လေးတယောက်မေးထားတာနော် 1G 2G 3G 4G စသည်ဖြစ်ပေါ့နော်အဲ့တော့ 1G 2G 3G 4G စသည်ဖြစ်ဘယ်လိုလဲဆိုတော့ 1G တစ်ဖြစ်လဲရေပြင်ကြီးပေါ့နော်ရေပြင်ကြီး G ရဲ့သင်္ကေတ group ပေါ့ group ဆိုတာအပြားပဲဖြစ်စေပိုင်လုံးတွေပဲဖြစ်စေပိုင်လုံးချင်းပဲဖြစ်စေအပြားချင်းပဲဖြစ်စေတိကျအနေထားကိုဇောင်းထိုးပြီးတော့ group မြောင်းထိုးပြီးစော်တဲ့အနေထားကို group လို့ခေါ်တယ်ဗျ G လို့လည်းခေါ်တယ်နောက် F ပေါ့နော် 1F 2F 3F အဲ့ဒီအနေထားကလည်း 1F ဆိုတဲ့အနေထားကလည်း F ဆိုတာ flat 45ဒီဂရီရှိနေတဲ့အနေထားတစ်ခုကနေဟိုပေါ့နော်no flat အဖြစ်ကြီးသားအနေထားနဲ့ဆိုရတဲ့အနေထားကိုခေါ်ပါတယ်အဲ့တော့ 1G 2G စသည်ဖြစ်ပေါ့နော်ဟိုရှိနေတဲ့အမျိုးအစားပေါ်မှာကျွန်တော်ဒါထပ်ဆင့်ပြီးတော့ရှင်းပြရခြင်းဖြစ်ပါတယ်အဲ့ဒါဆိုတော့အဲ့ 1G မှာဆိုရင် F က flat 1G ဆိုရင် flat ရေပြင်ကြီးကဟီနောက် 2G ဆိုရင် horizontal အလျားလိုက်ကေ 3G နှစ်မျိုးရှိတယ် 3G ကတော့ vertical down လိုက်ကေ up1 နဲ့ downward ကေလို့ခေါ်ပြီးတော့ 4G ကတော့ခေါင်းပေါ် overhead ကေလို့ overhead group ပေါ့ overhead group 4G overhead group လို့ခေါ်ပါတယ်နောက် 5G ကဆိုရင် pipe face horizontal ဆိုတာက pipe တွေကိုပေါ့ကျွန်တော်တို့ဘယ်လိုနေထားလဲဆိုတော့ pipe တွေကို 5G ရတော့ pipe တွေကိုရိုးပေါ့ pipe လုံးတွေကိုအသေးထားပြီးစော်တဲ့အနေထားကို 5G လို့ခေါ်ပြီးတော့နောက် 6G ရတော့ pipe လုံးတွေကို45ဒီဂရီစောင်းစော်တဲ့အနေထားတွေကိုခေါ်ပါတယ် 6G နောက် 6G မှာ2မျိုးရှိတယ်တစ်ခုကတော့စစ်ကြီးတစ်မျိုးကတော့စစ်ကြီးဝယ်တာကတော့ကျွမ်းကျင်ဆုံးပေါ့နော်ရေအောက်ဒီမှာတို့နောက်စစ်ကြီးဝယ်တာကိုကျွမ်းကျင်ဆုံးကေသာမာဖြစ်တော့တတ်မှတ်ကြပါတယ်ဘိုက်ကိုသူကဒေါင်လိုက်နေထားနေ downward နေထားပေါ့နော် downward နေထားရှိတယ်စစ်ကြီးက2မျိုးရှိတယ် downward နဲ့ upward ဆိုပြီးတော့45ဒီဂရီစောင်းပြီးတော့downward upward အနေထားနဲ့ဆိုတာကိုခေါ်ပါတယ်။နောက် F ကတော့ခုနရှင်းပြသလိုပဲ 1F 2F 2F 3F 3F 4F 5F ဆိုပြီးတော့မျိုးရှိပါတယ်။အဲ့ဒီမှာရှိတဲ့အနေထားကလည်းခုနအနေ position တွေနဲ့တူတူပဲ။ဒါဆို F က flat အနေထားအဖြစ်ကြီးသားပေါ့နော်။လုတ်ထဲနှစ်ခုကို45ဒီဂရီစောင်းပြီးတော့ရှိနေတဲ့အနေထားပေါ့ flat intermittent gauge alternating gauge လို့လည်းခေါ်တယ် intermittent gauge အဆက်လေးတွေနဲ့ဖြတ်တောက်စော်ရတဲ့ gauge လို့လည်းခေါ်တယ်ပေါ့အဲ့လိုအနေထားမျိုးကို flat gauge လို့လည်းခေါ်ပါတယ်အဲ့ဒါကတော့ ASME wording position for group wording and flat wording ASME American Society of Mechanical Engineering ငါနေတတ်မှတ်လိုက်တဲ့ position
မျိုးစားများကိုခေါ်ခြင်းဖြစ်သည့်အတွက်နိုင်ငံခြားခီးသွားထွက်လို့သူညီငယ်များကညီငယ်များကတော့သူကတော့တမျိုးဟိုတခါကျွန်တော်ရှင်းပြထားသလိုပဲဖလက်ဆိုတဲ့လူကဖလက်ပဲကျန်တဲ့ဟာဝင်မလို့အောင်အဲ့ဒါဆိုရင်1G နောက်တစ်ခါ flat position တစ်မျိုးလုံး 1G နဲ့1F အဲ့နှစ်ခုပိုင်ထားတဲ့လူက 2G နေရာကိုမလိုအောင်အဲ့တော့ 2G အဆင့်လက်မှတ်ရတဲ့လူကလည်းနောက် 3G နေရာ particle ကိုမစော်ရဘူးပေါ့အဲ့တော့အဲ့ဒါကျွန်တော်တို့ကျောင်းသားဘွားကတော့ဒီလက်ရှိအခေါ်ပေါ့နော်အခုမော်ရဲ့အခေါ်ဖြစ်စီကျွန်တော်တို့ဘူဒရာအနေခဲ့တဲ့အခေါ်ပဲဖြစ်စီ ASME ဝရင်ကိုအခြေခံပြီးစဉ်သက်သင်ကြားထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့တော့ဝရင်လက်မှတ်ကတစ်ခုတည်းသာရှိပါသည်လက်ရှိအနေထားရ 1G 2G 6G ဆိုပြီးတော့အစားအစာသတ်မှတ်ထားတဲ့အပေါ်မှာနိုင်ငံခြားရဲ့လုတ်တဲ့သတ်မှတ်ချက်လည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ညီငယ်များသိရှိစေခြင်းကထပ်ဆင့်ပြီးရှင်းပြလိုက်ရခြင်းဖြစ်ပါသည်